သမီးတွေလက်ထဲကိုလွှဲပြောင်းပေးဖို့ကိစ္စလေးခေါ်ပြောတာ 这里16ဆိုတော့160ပေးလိုက်160ပေးနှုတ်ရက်အားပြောနေမယ်မဖြစ်တော့ဘူးအဲ့ဒါဆိုလို့ရှိရင်ငါကိုယ်တိုင်ဝင်ရောက်မှအောင်ဖြစ်တော့မှာ ဘာစိတ်မပူပါနဲ့ငါတို့ကစော်ရထပြောပြီးသားခေါင်းသုံးပြီးတော့လုံမှာတော့သေရီနေရောအမလေးဝိုင်းတက်ပေးမှာဗောညီမလေးကလည်းရတယ်ဘုံညီမလေးကမလေးဟုတ်ကဲ့မဟုတ်အမဟိုတနေ့ကဆယ်ကြီးမလေးဒီမှာတို့တင်ထားတဲ့ post ကိုလေ share လည်းမ share ပေးနိုင်ဘူး like လည်းမပေးနိုင်ဘူးလေသူ့အကောင့်ထဲမှာလည်းမတင်ပေးနိုင်ဘူးပြောနေလို့ ဘာပြောတယ်အမလီ तू ကမြန်ရဆဆဟမ်သူများစီကကြတော့ပတ်စံနေမတော်မတရားမတန်တောင်းနဲ့ပြကြလို့ရှိရင်လေစောစောစီစီအမလီဟိုကလေးရိုက်ပေးပါအောင်ဆိုလည်းမရိုက်ပေးနိုင်ဘူး तू မကြမနက်ခင်း7နာရီမှလာပြီးတနိုင်ကြတော့ပြန်သွားတယ်အဲ့ဒါမျိုး तू ငါ့မြန်မ share ပေးနိုင်ဟုတ်လား तू ဘာမိမမလို့လဲ အမဖုန်းကကင်ထားတော့ဒါတော့ ဟုတ်ကဲ့နော်နင်စတော့မပြောချက်လိုက်တော့လည်းမ ဖုန်းပြန်ခေါ်လာပြီ ဖုန်းပြန်ကုန်တယ်ကိုင်လိုက်နင်ကိုင်လိုက်လေ ဟုတ်ကဲ့ကင်လိုက်ပါမညီမလေးမကင်ရတော့ ကိုင်ရတော့ဟယ်လိုအော်ကဲမင်းသမီးအားပေးနေတာရန် live ပေါ်မှာလည်းတွေ့တယ်ဗီဒီယိုတွေစိုက်မရိုက်သွားလေရန်စစ်နေတာပဲသိလားဟမ်အော်မဟုတ်အဲ့ဒါလေအဲ့ဒါအမကပြောတာမဟုတ်ဘူးမရဲ့ညီမတို့ဆိုင်မှာလေဝန်ထမ်းကောင်မလေးတယောက်နာမည်ဆယ်လီတဲ့အဲ့ဒါသူ့ကိုလေအဲ့လိုဆယ်လီဆိုပြီးသူ့နာမည်ပေးထားကြတော့ခါကြတာလေအဲ့သူကလေလို့မဟုတ်ပါဟမ်ဘယ် review တင်မယ်ဘယ် review တော့မတင်ပါနဲ့အမရဲ့ဟိုဒီလိုလုပ်ပါလားအမရဲ့အမအဆင်ပြေအောင်လေညီမဘယ်လိုလေးလုပ်ပေးရမလဲလက်ဆောင်လေးပေးမယ်လေအမရဲ့ဘာလေးပေးရမလဲလက်ဆောင်လေးကိုလေအော်ဟုတ်ကဲ့ယူပါရှင်အမဟုတ်ကဲ့အမတို့အိမ်ဆောက်ဖို့အတွက်ကိုလေတအိမ်လုံးမှာလေလိုအပ်တဲ့ပစ္စည်းတွေအားလုံးညီမတို့ဒေါနာကျော် trade တွေကနေပြီးတော့လေညီမ sponsor ပေးပါတယ်အမရဲ့ယူလိုက်ပါနော်ဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါဟုတ်ရဟုတ်မ SLE တောင်းသမျှဟာတွေအကုန်လုံးထည့်ပေးလိုက်ငါစရင်နဲ့ထည့်လိုက်လာတော့ရပြီရောက်ချင်းဖူပန်နာနဲ့မုံမှာစားလိုက်တာကအေးဘိုးကြီးပဲ3000ပြီးတော့ဒီရှေ့ကအတုပ်ဆိုင်မှာစားလိုက်တာက3000ပဲလမ်းမှာစာပြေဆိုပြီးဝယ်လာတာက4000ကိုအဲ့ဆိုဒီနေ့ရွက်တသိန်းကျော်တော့ကုန်နေပြီပဲဈေးကြတော့မရောင်းဘူးရောင်းအားတက်အောင်လုပ်မယ်ဆိုပြီးတော့ဟမ်ဆိုင်ရပတ်စံနေတဲ့ကြားလေတနေ့စားလိုက်တဲ့မုံနေဆိုတာပြောင်းမနေနဲ့တော်တော်ရောင်းအားတက်အောင်ပဲတော်တော်ဟယ်လိုဟုတ်ကဲ့ဟုတ်နေမှာအော်တက်စီလာပုံမလို့လားဘာမှထားလည်းမသိဘူးဟောအင်ကြီးမှာထားလားဟုတ်ကဲ့လာဖို့လို့ရပါတယ်ဟုတ်ဒေါ်နာကျော်ထွေးတင်းကိုပဲလာဖို့ပြီနော်ဟုတ်ကဲ့ပါပို့နေကြနေရလေးပဲဟုတ်ကဲ့ပါရှင်ဟာဟယ်လိုဟုတ်ကဲ့ပါရှင်ဘာပစ္စည်းလာပို့ချင်လို့လားဘာမှဖက်ဟုတ်ကဲ့စောဝိုင်းကုန်းနဲ့ကလေဒေါ်နာကျော်ထွေးတင်းပဲလာပို့ပြီပါဟုတ်ဘယ်လောက်ကြာလဲမသိဘူးကိုဟုတ်တသိန်း3000ကြာလားဟုတ်ကဲ့ဟုတ်လာပို့ပါဟုတ်ညီမတနေ့ကုန်စိုက်မှာရှိပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်သူများတော့ပြောလိုက်တာသူကြတော့လာလိုက်တဲ့ delivery ဖုန်းနေဆိုင်ရပတ်စံနေကုန်တော့ကုန်သွားအောင်မဟုတ်ပါလားတူတူလုံးဟယ်လိုဟုတ်ကဲ့ဒေါ်နာကျော် trading ရပါရှင်ဗာများလို့ပါလဲဟုတ်ကြွေပြားလားဟုတ်ရှိရကိုဟုတ်ရွှေအောင်ကြွေပြားဟုတ်ရှိပါတယ်ရွှေအောင်ကြွေပြားလေးရှိပါတယ်ရှင်ဖုန်းကြီးကျောင်းဆောက်ဖို့9တက်ဆိုတော့ဖယားက9ကန်းစာတော့ရှိမရှိတော့ညီမမသိဘူးသိစားမသိဘူးကိုဟောလေဒီလိုလုပ်ပါလားအကိုဖုန်းလေးခဏကင်ထားပြီးညီမနောက်မှာ stock သွားစစ်လိုက်အောင်မယ်ရှိရဆိုလို့ရှင်ပြန်ပြောပေးမယ်ခဏလေးကင်ထားပြီးနော်ကိုချက်ချင်းပြန်လာခဲ့မယ်နော်ဟုတ်ကဲ့ပါကိုဟုတ်ကဲ့ဟယ်လိုခုနကကြွေပြားလေးမေးတာလားမသိဘူးဟိုရွှေရောင်ကြွေပြားလေးဆိုတာလေအဲ့ဒါလေကုန်သွားပြီအကိုရသိလားနောက်တဲ့ရွှေရောင်ဆိုတာလည်းဘာမှမရှိတော့ဘူးအဖြူကအဖြူလည်းပတ်သက်တာလည်းဘာဆိုဘာမှမရှိတော့တစ်ဆိုင်လုံးမှရှိရကြွေပြားရဲ့အကုန်လုံးလည်းအကုန်ဒီမှာကုန်သွားပြီဘာဆိုဘာမှမကြံတော့ဘူးနော်အဲ့ဒါရောက်လာတခြားဆိုင်မှာသွားဝက်လိုက်ဒီမှာရောင်းစရာမရှိတော့ဘူးနော်ဒါပဲခေရပြီဟဲ့ဖုန်းကငါဒီနားမှာချခဲ့ဘာဖြစ်လို့အဲ့နေအောင်ရောက်သွားအော်
ပြောရတယ်ခုနကလေဟိုကတဲ့ဒီကုဆောက်မှာမဟုတ်ဘူးတဲ့နောက်နှစ်တည်းအတွက်ကြိုပြီးတော့မေးတာတဲ့အဲ့ဒါမို့လို့နောက်နှစ်မှာပဲပြန်ဆက်တော့မယ်လို့ပြောတယ်နောက်နှစ်မှစောက်မှာငါတို့အခုတည်းဖုံးဆက်ပြီးအေးဝရီယာကောင်းတယ်တော့ငါတော့ပြောလိုက်တယ်ဝရီယာကောင်းတယ်လို့ဟာလည်းကြွေပြားတွေတောင်တွားပြီး story တောင်သွားစစ်လိုက်တယ်အဲ့ဒါပြောရလေနော်ကျွေးပြားလေးလားဒီကျွေးပြားလေးလားဘာပြောလဲဒီဒီဇိုင်းတွေကလေကျွေးပြားကွန်လိုဆောက်ဖို့အတွက်ကျင်း200လောက်ပဲလိုချင်လို့ပဲချင်းနေရတော့ယူမလားအဲ့ဒါခဏဆောင်တော့အမအနောက်ကလေ stock ရှိမရှိသွားချိလိုက်ပါလိတာမောင်လေးဟာလေစွနာအမလေးပြောခိုင်းလိုက်လို့မောင်လေးလိုတင်တာဒီကြွေပြားလားဟာလားအဲ့ဒါလေသူကြွေပြားတစ်ချက်မှမရှိတော့ဘူးတဲ့ပြောခိုင်းလိုက်လို့ဟာအော်မဟုတ်ဘူးမောင်လေးသူဘာမှမရှိတော့ဘူးဒီဟာနဲ့ပတ်သက်ရင်ဘာဆိုဘာမှမရှိတော့ဘူးအသစ်ထပ်ဝင်ဖို့လည်းမရှိတော့ဘူးဘာမှမရှိတော့ဘူးဟောလေဒီလိုလုပ်ပါလားမောင်လေးဟိုအခြားဒီဇိုင်းနဲ့ရောကြည့်ကျင်လားအမဖုန်းနံပါတ်ပေးလိုက်မယ်မောင်လေးရဲ့မောင်လေးရဲ့တထေးကိုပေးလိုက်အမဖုန်းနံပါတ်ပေးပြီးတော့အမနဲ့တိုင်းရပြောခိုင်းလိုက်အခြားဒီဇိုင်းနဲ့အများကြီးလာတာရှိသေးတယ်အမဖုန်းနံပါတ်လေးပေးလိုက်မောင်လေးလိုက်လာဟုတ်မောင်လေးဖုန်းချလိုက်မယ်နော်ဖုန်းချလိုက်မယ်နော်သွားမောင်လေးရပြီသွားမောင်လေးသွားရပြီသွားတော့ဟဲ့ငယ်မခုနကဒီနားမှာကျွေးပြားမေးတဲ့ကောင်လေးဘယ်ရောက်သွားအော်အဲ့ဒါလားဟောလေအဲ့ကောင်လေးကလေအဲ့ဒါလေသူ့ဆရာနဲ့သူသွားပြီးပြန်တိုင်မလိုက်အောင်မယ်တဲ့ဘာလို့တိုင်မလဲ तू ကတခါတည်းပြောဒီကျွေးပြားကိုလည်းကျင်း200စာကိုယူမှာလို့ပြောရတဲ့ဟာကြီးကိုအော်လားဟဲ့ငါ့ကိုပြောအဲ့လိုမဟုတ်ပါဘူးဟဲ့ကလေးတွေကမသိဘူးနဲ့တူပါတယ်သူတို့လာပြီးတော့ငါစော့ကစားနေရလားမသိပါဘူး तू ယူမယ်လို့ပြောရတယ်ဟမ်ပြောပါဘူးမဟုတ်ဘူးနင်းနားကြလွဲတာဖြစ်ပါလိမ့်မယ်သူကကြည့်ပဲလို့ပြောတာအဲ့နားကြလွဲတာဖြစ်မှာပါငယ်မငါ့ကိုလှုပ်သွားပြပြီအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒေါနာကျော်ရဲ့ live stream လေးပဲဖြစ်ပါတယ်ဒီနေ့ကျွေပြားတွေရောအိမ်ဆောက်ပစ္စည်းအကုန်လုံးကိုဆောက်ချပါမယ်ဟဲ့အေးရောချမ်းပါအရှိကဘာသေးလဲဈေးရောက်များမဟုတ်မမနေလေလိုက်လွှင့်နေရမှာဈေးရောက်မှုဆိုလို့အော်မလေးမဟုတ်လားဟုတ်သူ live လွှင့်လေဟုတ်မဟုတ်လိုက်လွှင့်ပြီးဈေးရောက်နေမှာအော်သူတော့မ live လွှင့်ပြီးဈေးရောက်မှာငါတော့ဘာလို့မရောက်စရာကြောင်ဖုန်းယူပဲတော်လက်ဒီနေ့ promotion တော့ discount တော့အများကြီးပေးမှာဖြစ်ပါတယ်ဒီနေ့လေနော်ဒီဟာ Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေဒေါနာကျော် trading ကနေပြီးတော့လေတစ်ခါမှမချဘူးသေးတယ်လေ discount လေးချပေးမှာပါအထူးဈေးရောက်ပွဲတော့နေလေးပဲဖြစ်ပါတယ်ရှင်အဲ့တော့လေဒီနေ့ဟိုကြွေပြားဝဲဘာဝဲဒေါနာကျော်တစ်ဆိုင်လုံးပါလေရှေ့ရဲ့ပစ္စည်းတွေဝယ်လို့ရှိရင်လေညီမတို့ကလေ40% discount ချမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်မဲဝါလို့ဒီနေ့ကလေအဖေတွေဒီဒေါနာကျော်ရဲ့လေဟိုဦးဒေါနာရဲ့အသက်60နဲ့35ရက်ပြည့်အထိမ်းမှတ်နေတယ်လေဟို40ရာခိုင်တော့မဟုတ်ပါဘူး80ရာခိုင်တော့ချမှာနော်မလဲဘလို့ပြမှမသိဘူးဒီနေ့လေဒေါနာကျော်လေဝယ်ယူတဲ့ customer တွေကျေးဇူးတုံ့ပြန်တဲ့အနေနဲ့လေကြွေပြားတစ်ချက်ဝယ်ရတယ်လေဘိုးတိုင်းတစ်လုံးလက်ဆောင်ပေးမှာဖြစ်ပါတယ်ရှင်အထူးစေးဟောင်းပွဲတော်အနေနဲ့လေဒီနေ့ဟိုကြွေပြားတစ်ချက်ဝယ်ရနဲ့ဘိုးတိုင်းနှလုံးလက်ဆောင်ပေးပါယူဟိုလေအမလေးဟို customer တွေကိုလေအရင်ကျေးဇူးတင်တာဒီဆိုင်ပိုင်ရှင်လေဒေါနာကျော် trading ရဲ့ဆိုင်ပိုင်ရှင်ကနေပြီးတော့လေ customer တွေအရင်ကျေးဇူးတင်တဲ့အနေနဲ့ဒီနေ့လေတစ်ဆိုင်လုံးကြိုက်တာယူအလကားပေးပါတဲ့ဘာမှပေးစရာမလိုငယ်မနေလွန်လာပြီနော်နေများနေပြီဟဲ့ငါ idea ရှိလို့ငါရောက်တာလေနင့်နေ idea ရှိနင့်နေရောက်မှာလားလိုက်တာနေမြင်ရတာနေဘာလို့တက်ဝင်လာလဲငါလိုက်လွင့်မှုတော့အစကတည်းက idea ရှိထားပြီးသားနင့်အဲ့နေကြော်လွင့်လေနေမခဲ့မငါလွင့်နေမှာနေဘာလို့ဝင်လာလဲဟဲ့ငါကရင်ဆောက်နေတာလေနင်ဆောက်ရအမတတိယလေအခုအိမ်ပြန်လာခဲ့တော့တဲ့ဖေလာပြီအဖေထိုင်ရလာဖေရတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါဗျာနော်အားလုံးမျှော်လင့်နေကြတဲ့အဖြေကိုခုဒီပြပေးပါတော့မယ်ခုချိန်ကစတင်ပြီးတော့ဒေါနာကျော်အိမ်ဆောက်ပစ္စည်းလုပ်ငန်းနဲ့ပတ်သက်သမျှလုပ်ပိုင်ခွင့်များအားလုံးကိုလက်ခံရရှိသွားသူကတော့တာဒီနူးဖြစ်ပါတယ်ခင်ဗျာအဖေဘလို့ဖြစ်သွားလဲအဖေအဖေရဲ့သမီးတို့နှစ်ယောက်ကတော့လေသမီးတို့ကအဖေရဲ့သမီးရင်းနေလို့တင်တာအဖေ तू ကအဲ့ဆိုအဖေရဲ့သားရင်းပေါ့နော်အဖေလုံးရလိုက်တာအဖေ